ရမ်းမှလည်းငါတို့ကြည့်ကြရတဲ့တစ်နေ့ကြာတယ်။ငါတို့ရိုက်ထားတဲ့ဟာနောက်နေ့ပြန်လာနောက်တစ်နေ့ကြာတယ်။ဒါလိုပုံစံနေနိုင်ရဲ့။လာငယ်နေတယ်အချင်းကြီးရောဒီကနေ့မှလည်းကင်မရာအောက်တူကလောင်နဲ့ကိုယ်နဲ့ကိုယ်နဲ့